9 game အတစ်ကလုံးဝမိုက်ဟုတ်ပါတယ်စန်နီအားလုံးမှလည်းရောင်းလို့ကုန်သွားပြီလေဒါမဲ့အကိုရဲ့ဆိုင်မှာတော့ဈေးအပေါ်ဆုံးနဲ့ရောင်းပေးနေတယ်ပစ္စည်းလက်ကျန်ရှိသေးရဲ့ဆိုရင်ပေါ့အဲ့ဒါကြောင့်ဒီဆော့ဝယ်ပေးဖို့ငါအဖေကိုပူဇော်ထားဝါမရှိတဲ့အရာအလုံးထဲမှာမောင်တင်နင်းကမဟုတ်တာတွေပဲလိုချင်နေတယ်ဒါလဲဟောင်းထုတ်ကြီးဘာလဲဟာစက်ပစ္စည်းကြီးမမတကူပောက်ကွဲတော့မှတန်နေတူတယ်အင်းလေတော့ကြည့်ရပေါ့ဒါဘယ်ရရတာလဲဒီ game ကုမ္ပဏီကအသိပညာရှင်စီမှာအကူအညီတောင်းလိုက်တာအိုးကျေးဇူးဟာတော့ဘလူကျေးဇူးတင်အောင်လည်းမသိတော့ကဲကလေးတို့ရေခုနကကြည့်ခဲ့တဲ့ VVH ဂိမ်းဆက်ကိုမောင်တစ်ကအိမ်ပြန်ရောက်တော့မွေးနေ့လက်ဆောင်ဖြစ်ရခဲ့တယ်။သူလိုချင်တဲ့အရာကိုသူရတော့သူကအရန်ပျော်နေတာပေါ့။ဒါပေမဲ့အဲ့ဒီဂိမ်းဆက်ကိုဆေးရုံမှာအရန်ဖျားနေတဲ့ကလေးလေးတယောက်ကလည်းအရန်ဆော့ချင်နေတယ်။ဂိမ်းဆက်ကလည်းဘယ်မှရှောင်ဝဲလို့မရတော့ဘူး။အဲ့တော့အဲ့ဒါကိုကြားတဲ့မောင်တစ်ကလေးကသူ့ရဲ့ဂိမ်းဆက်ကလေးကိုပေးရင်ကောင်းမလားမပေးရင်ကောင်းမလားဝေခွဲမရဖြစ်နေတယ်။ကလေးတို့ရောမောင်တက်ဘာလုပ်တင်တယ်လို့ထင်လဲကဲဘာလုပ်ရမလဲဆိုတဲ့အဖြေကိုနှုတ်ကပတ်တော်မှာတွားလိုက်ကြည့်အောင်အာဗြဟံကောင်းကင်ကိုမျှော်ကြည့်ပြီးကြယ်များကိုရည်တွက်ပါတင်ဤအမျိုးနွယ်ထိုမြလောက်အများပြလိမ့်မယ်အကျွန်ုပ်အသက်တရားရှိပါပြီဘယ်လိုကလေးရနိုင်တော့မှာလဲတင်ဤမိမစာရာတင့်အတွက်သားကိုမွေးလိမ့်မယ်သူကိုဣဇက်လို့မဲ့ခေါ်ရမယ်သူနှင့်၎င်းသူ့ရဲ့အဆက်အနွယ်တို့နှင့်၎င်းပြုတဲ့ဂတိကိုသာဝရတည်စေမယ်ဒီနေ့ညဘုရားသခင်အတွက်ဤပူဇော်ခြင်းကိုပြုပါတယ်လက်ခံပါဘုရားအာဗြဟံသူငယ်ကိုလက်များနှင့်ဖြင့်ထီနှင့်သူငယ်ကိုအပေတို့မြနာကျင်စေနှင့်တင်သည်တူရဲသောသားကိုငါအားပူဇော်ရန်မငင်းဆိုခဲ့သဖြင့်ဘုရားသခင်ကိုကြောက်ရွံ့၍အမိန့်တော်နာခံသူဖြစ်ကြောင်းငါယခုသိရသည်ငါသားဖေးဤတဲ့သူ့ကိုဖမ်းသူ့ကိုအဖေတို့ရစ်ပူစော်ရအောင်ဘုရားပြင်ဆင်ပေးပြီတင်သည်ငါဤအမိန့်ကိုနာခံသောကြောင့်တင်ဤအဆက်အနွယ်အားဖြင့်ကဘာပေါ်ရှိလူမျိုးအပေါင်းတို့ကောင်းကြီးခံစားရမည်အာဗြဟံကတော့ဘုရားသခင်သူ့ကိုပေးထားတဲ့အကောင်းဆုံးလက်ဆောင်ကိုဘုရားသခင်ကိုပြန်ပေးခဲ့တဲ့အတွက်ဘုရားသခင်စီကကောင်းကြီးအများကြီးကိုခံစားခဲ့ရတယ်။ကလေးတို့ကတော့မောင်တက်နေရမှာဆိုရင်ဘုရားသခင်ပေးတဲ့အကောင်းဆုံးလက်ဆောင်ကိုသူများတွေကိုပေးမလား။ဒီတစ်ပတ်တဲ့စိန်ခေါ်ချက်ကတော့ကိုယ့်ကိုဘုရားသခင်ပေးထားတဲ့အကောင်းဆုံးလက်ဆောင်ကိုသူများတွေကိုပေးဘုရားသခင်စီကကောင်းကြီးတွေကိုခံစားရတဲ့သူတွေဖြစ်ဖို့ပါပဲ။